1984ခုနှစ်ဇွန်လလလီဗာပူးမြို့ကြီးတစ်မြို့လုံးကရုတ်တရက်တိတ်ဆိတ်သွားတယ်ဗျစဉ်းစားကြည့်ပါဦးအသင်းတို့အောက်ခြေဒုတိယတန်းကနေဆွဲတင်ပေးခဲ့ပြီးတော့ဒါအင်္ဂလန်ရဲ့အင်အားကြီးအသင်းတစ်သင်းဖြစ်အောင်တိစောက်ပေးခဲ့တဲ့လီဗာပူးသင်းရဲ့ခေါင်းထိုင်ဖခင်ကြီးဘေးရှန်လီကရုတ်တရက်အနားယူသွားတဲ့ချိန်မှာလီဗာပူးပိတ်သက်တွေအားလုံးကငိုကြွေးကြတယ်ကစားသမားတွေကဒါကြောင်ဝမ်းဖြစ်သွားကြတယ်အဲ့ချိန်ဒါလီဗာပူးအသင်းနဲ့ပတ်သက်တဲ့လူတိုင်းရဲ့ခေါင်းထဲမှာလည်းမေးခွန်းတစ်ခုပဲရှိတော့တယ်ဘေးရှန်လီမရှိရင်လီဗာပူးပါဆက်ဖြစ်မလဲပေါ့အဲ့ချိန်တုန်းကကစားသမားတွေဆိုရင်ငါတို့မှာဒါ father figure တယောက်ဆုံးရှုံးသွားရတယ်လို့ပဲလို့အထိခံစားခဲ့ရတယ်အသင်းပုတ်ဖွဲ့ဆိုလို့ရှိရင်လည်းတော်တော်အကြက်ရိုက်သွားတယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့ဘေးရှန်လီရဲ့အရေးကအရန်ကိုကြီးမားပြီးတော့ဘယ်သူမှသူ့နေရာတော့ဆက်ခံဖို့အတွက်မဝင်ရဲကြဘူးလို့ပြောရမယ်ဒီမေတွန်းရဲ့အဖြေကိုကျွန်တော်တို့ဆက်ကြည့်ကြမယ်ဗျာဒီမတိုင်နယ်မှာတော့ live net တို့ရဲ့ခရီးစဉ်ဆိုတဲ့ဒီ series လေးကိုသဘောကျတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို like ပေးခဲ့ပြီးကျွန်တော်တို့ရဲ့ Adam Abami Spread Channel ကိုလည်း subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ဒီလို Liverpool သင်းနဲ့ပတ်သက်တဲ့ quality content တွေကိုဆက်လက်ဖန်တီးနိုင်ဖို့အတွက်ဒါပြည်သက်ရဲ့အားကအရေးကြီးတယ်ဆိုတဲ့အတွက်ဒီ like and subscribe လေးပေးခဲ့ကြပါအောင်လို့အားလုံးကိုတော့တောင်းဆိုချင်ပါတယ်ဘေးရှန်ကလေးထောက်သွားပြီးနောက်ပိုင်းမှာအားလုံးကဘေးရှန်ကလေးလို့စကားပြောကောင်းပြီးတော့ဆွဲဆောင်မှုရှိတဲ့နီးပြအသက်ခေါင်းဆောင်အသက်ကိုမျှော်လင့်ခဲ့ကြတာဒါပေမဲ့အဲ့ချိန်မှာတကယ်တမ်းရောက်လာတာစကားနည်းနည်းအေးအေးဆေးဆေးနဲ့အသင်းရဲ့ boot runner နီးပြတယောက်ဖြစ်တဲ့ Bob Paisley ပါပဲတကယ်တော့ Bob Paisley က Liverpool အသင်းမှာတစားသမားဖြစ်တော့ physiotherapist အဖြစ်ရောလက်ထောက်နီးပြအဖြစ်ပါနှစ်ပေါင်းများစွာရှိနေခဲ့တဲ့သူပါပုတ်ဖွဲ့တာသူ့ကို manager ရာထူးတိုင်းတဲ့အခါသူကကျွန်တော် manager မလုပ်ချင်ဘူးအသင်းအတွက်လိုအပ်လို့သာယာယီဝင်ထိုင်ပေးတာပါလို့ညင်းနေသေးတယ်ဗျဒါပေမဲ့အသင်းသားတွေပုတ်ဖွဲ့တွေရဲ့တိုက်တွန်းမှုတွေကြောင့်သူလက်ခံလိုက်ရတယ်ဘေးရှန်ကလေးကပရိသတ်ကိုဆွဲဆောင်နိုင်တဲ့ခေါင်းဆောင် charismatic leader လို့ပြောမယ်ဆိုလို့ရှိရင် Bob Paisley ကဘောလုံးကစားကွက်တွေကိုအကြအမြင်နိုင်စွမ်းရှိတဲ့ဉာဏ်ကြီးရှင်ကျွန်တော်တို့ tactical genius လို့ဆိုရမှာပါသူ့ရဲ့ပထမဦးဆုံး1984-85 ရာသီမှာလီဗာပူးအသင်းကပြည်တွင်း league မှာတော့ဒုတိယအနေနဲ့ပဲရခဲ့ပါတယ်ဖလားလက်မဲ့ဖြစ်ခဲ့တာပေါ့အဲ့ဒီချိန်မှာ Bob Paisley ကပြည်သက်တွေကိုတောင်းပန်ခဲ့ရတယ်ဒါကရှန်ကလီလောက်မတော်လို့မင်းတို့ဖလားမယူပေးနိုင်လေဘူးဆိုပြီးတော့ပေါ့ဒါပေမဲ့အဲ့ဒါဟာမုံတိုင်းမလာခြင်းညင်သက်ထည်ခြင်းတတ်ပါပဲနောက်နှစ်တွေမှာတော့သူကလီဗာပူးသမိုင်းမှာသာမကဘဲအင်္ဂလန်သမိုင်းမှာပါအကြီးအကျယ်ဆုံးရွှေအောင်ထက်တစ်ခုကိုစတင်ဖန်တီးပေးခဲ့ပါတယ်Bob Paisley လက်ထက်မှာလီဗာပူးအသင်းရဲ့လျှို့ဝှက်လက်နက်ဖြစ်လာတဲ့ The Boot Room ကအသင်းကိုဒါတိတ်တဆိတ်ထိန်းချုပ်မောင်းနေခဲ့တဲ့အုံနောက်ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့ဒီ Boot Room မှာဆိုလို့ရှိရင် Bob Paisley, Joe Farden, Rooney Moran နဲ့ Ryan Evans တို့ကစုပြီးဒါလက်ဖက်ရည်တောက်တယ်ဘီယာတောက်တယ်ဘောလုံးကျောင်းတို့ဆွေးနွေးမှုတွေအဲ့နေရာမှာပဲပြုလုပ်ခဲ့တာလီဗာပူးအသင်းရဲ့ကစားဟန်လို့ဆိုလို့ရှိရင်လည်း Bob Paisley ကပြောင်းလဲပေးခဲ့တယ်အဲ့ခေတ်ကအင်္ဂလန်ဘောလုံးလောကရဲ့ကစားဟန်ကဒါဘောလုံးကိုအဝေးကန်တင်နဲ့ပြေးပြီးတော့ခက်ချမ်းချမ်းကစားတဲ့ပုံစံသူတို့ဒါအလွယ်ပြောရရင်တော့ kick and rush ပေါ့ဗျာဒါပေမဲ့ Bob Paisley ကအသင်းအနေနဲ့ဥရောပကိုသွားပြီးကစားတယ်ဆိုလို့ရှိရင်ဒီလို style မျိုးနဲ့မရဘူးဆိုတဲ့ဟာတို့သူသတိထားမိတယ်အဲဒါကြောင့်မို့လို့ဘောလုံးကိုတေးချာချာထိန်းချုပ်ပြီးတော့စိတ်ရှည်လက်ရှည်ကစားတဲ့ဥရောပ style pass and move ကိုဒါစပြီးတော့ကျင့်သုံးတယ်ခံစစ်ကနေတိုက်စစ်ကိုတိဆောက်တဲ့နေရာမှာဆိုလို့ရှိရင်လေဂိုးသမားတွေတော့နောက်ခံလူတွေကပါဘောလုံးကို ground မှာပေါ့နော်တေးချာပေးဖို့ကစားတတ်အောင်လို့သူတို့ပြောင်းလဲတင်ကြားပေးခဲ့တယ်ဒါကလီဗာပူးသင်းတော့အင်္ဂလန်မှာလည်းမဟုတ်ပဲနဲ့ဥရောပမှာလည်းအောင်မြင်မှုတွေအများကြီးရရှိစေတဲ့အဓိကတော့ချက်တစ်ခုဖြစ်လာတယ်ဒီလိုနဲ့1989ခုနှစ်တို့ရောက်တဲ့ချိန်မှာအဲ့ချိန်တုန်းကအသင်းရဲ့အကောင်းဆုံးကစားသမားနဲ့ပြည်သက်တွေရဲ့အချက်တော်ဖြစ်တဲ့ Kevin Keegan ကဒါဂျာမနီကဟမ်ဘတ်အသင်းကိုပြောင်းရွှေ့သွားတယ်ပေါ့နော်အဲ့ချိန်တုန်းကလီဗာပူးသင်းရဲ့နံပါတ်9ပိုင်ရှင် Keegan မရှိတော့တဲ့အချိန်မှာဒါလီဗာပူးသင်းနေနဲ့ပြိုလဲတော့မယ်လို့အားလုံးကထင်နေကြတယ်ပြည်သက်တွေကလည်းဒီအပြောင်းရွှေ့ပေါ်မှာတော်တော်လေးစိတ်ပြတ်သွားကြတာပေါ့ဒါပေမဲ့အသင်းရဲ့နီးပြဖြစ်နေတဲ့ Bob Paisley ကတော့အေးစစ်စစ်ပါပဲ Scotland က7အသင်းကနေပြီးတော့ကစားသမားတစ်ယောက်ကိုစိုင်ကြီးတင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်လိုက်တယ်သူကတော့ကျွန်တော်တို့အားလုံးရဲ့အသေးကြော်တာ King Kenny လို့ခေါ်တဲ့ Kenny Dalglish ပဲဖြစ်ပါတယ်Keegan ရဲ့နေရာကိုအစားထိုးဖို့လာတဲ့လူက Kevin Keegan နဲ့တောင်ပို့ပြီးတော့တော်နေတယ်ဗျာ Kenny Dalglish ကပထမဦးဆုံးရာသီမှာပဲဒါလီဗာပူးအသင်းအတွက်အရေးကြီးဂိုးတွေကိုသွင်းပေးခဲ့တယ်ဒါတည်းမဟုတ်သေးဘူးဗျနောက်ပိုင်းမှာလူငယ်လေး Aaron Rush ကိုလည်းဒါအသင်းကအမွေးထုတ်ပေးတဲ့သူလို့ခက်ကြမ်းကြမ်းကွင်းလည်လူဖြစ်တဲ့ Grammy Souness နဲ့ Transimu Alan Hansen တို့လိုပေါ့နော်အသင်းရဲ့ကြောရိုးဖြစ်လာမဲ့သူတွေကိုBob Paisley ကသူ့ရဲ့မျက်စိနဲ့ခေါ်ယူတိဆောက်ခဲ့တာပါဒီကစားသမားတွေကလီဗာပူးသမိုင်းမှာအကောင်းဆုံးနေ legend တွေဖြစ်လာခဲ့ပါတယ်Bob Paisley ယူပေးတဲ့စူဖလားအောင်မြင်မှုတွေကတကယ်အမှန်တမ်းပါပဲ Paisley ဦးဆောင်တဲ့9နှစ်တာကာလဒါကတော့လီဗာပူးပြည်သက်တွေအတွက်တကယ်အိမ်မက်အချိန်ကာလတစ်ခုလိုပါပဲစဉ်းစားကြည့်ပါဦး
1989ခုနှစ်မှာရောမမြို့မှာပေါ့နော် Borussia Mönchengladbach ကို3-1နဲ့နိုင်ပြီးတော့ပထမဦးဆုံးဥရောပဖလား European Cup ကိုရယူနိုင်တယ်1988ခုနှစ်မှာဒါ Wembley ကွင်းကြီးထဲမှာ Club Brugge ကို Kenny Dalglish ရဲ့တလုံးတည်းသောဂိုးနဲ့အနိုင်ထပ်ရခဲ့ပြီးတော့စူပလာကိုကာကွယ်နိုင်ခဲ့တယ်1982ခုနှစ်ပြင်သစ်မြေဒါပါရီမာကတော့နာမည်ကြီး Real Madrid ကိုအနိုင်ယူခဲ့ပြီးတတိယမြောက်ဥရောပဖလားကိုသိမ်းပိုက်နိုင်ခဲ့တယ်ဗျဒါအင်္ဂလန်မြေမှာလည်း League ဖလားက6ကြိမ် League Cup ကနောက်ထပ်3ကြိမ်စုစုပေါင်း9နှစ်အတွင်းမှာစူပလာပေါင်း20အထိရယူနိုင်ခဲ့တာတစ်နှစ်ကိုစူပလာနှလုံးနှုံးနဲ့ Liverpool ကိုကမ္ဘာအကောင်းဆုံးအသင်းတစ်သင်းဖြစ်လာစေတယ်လို့ပြောရမယ်ဘော့ဖိုင်စလေကဘေးရှန်ကလေးလိုကွင်းထဲမှာလက်သီးလံမောင်တန်းပြီးတော့အော်ဟစ်နေလိမ့်မရှိပါဘူး။ဒါပေမဲ့သူ့ရဲ့တိတ်ဆိတ်တဲ့ဥဆောင်မှုအောက်မှာအသင်းကအနိုင်ရဖို့မွေးဖွားလာတဲ့ဆက်ရုပ်ကြီးတည်းကိုဖြစ်ခဲ့ပါတယ်။1983ခုနှစ်သူအနားယူသွားတဲ့အချိန်မှာတော့ဘော့ဖိုင်စလေကလီဗာပူးအသင်းကိုကဘာကြီးရဲ့ထိပ်ဆုံးမှာထားခဲ့နိုင်ပြီဖြစ်ပါတယ်။လီဗာပူးအသင်းနဲ့ပတ်သက်ပြီးပြောရရင်ဘေးရှန်ကလေးကအသင်းကိုစတင်ခဲ့တဲ့ဘော့ဖိုင်စလေနဲ့အတူကဘာကြီးတို့သိမ်းပိုက်နိုင်ခဲ့တယ်။အရာအားလုံးကအဲ့ချိန်မှာပြီးပြည့်စုံနေခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ရောက်လာမယ့်နီးဂျိုးဖာကန်လက်ထက်မှာတော့အသင်းက triple အောင်မြင်မှုတွေနဲ့အတူအမြင့်ဆုံးအနေအထားတစ်ခုကိုလည်းထပ်ပြီးတော့တက်လန်းနိုင်ခဲ့တယ်။တစ်ဖက်ထဲမှာလည်းဒါအသင်းအနေနဲ့အဆိုးဝါးဆုံးနဲ့အမောင်မိုင်ဆုံးကပ်ဘေးကြီးတစ်ခုကိုလည်းရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။လီဗာပူးအသင်းရဲ့လိုင်ဗာနတ်တို့ရဲ့ခရီးစဉ်ဆိုတဲ့အနေအမြင့်အတက်အကျအနေနဲ့ပြည်စုံနေတဲ့နောက်ထပ်သမိုင်းကြောင်းတစ်ခုကိုအပိုင်းလေးမှာဆက်လက်ရှုစားရမှာလည်းဖြစ်ပါတယ်။အားလုံးပဲ you will never walk alone ပါဗျာ။